ခင်ဗျားတို့မင်္ဂလာပါဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ကဝတ်သားမကြီးရင်ထိုင်းချက်နီးလေးကိုချက်ပြမှာဖြစ်ပါတယ်เนาะအရင်ဆုံးစီပွက်စုလေးတွေကိုစနစ်မုတ်လေးငယ်ထည့်မယ်ပြီးရင်ထောင်းထားတဲ့ငရုတ်တီးနဲ့ရှောက်ရွက်တွေကိုနှုံးဖန်သွားအောင်အရင်ဆုံးစီသက်ပေးရမှာဖြစ်ပါတယ်စီသက်မလာပြီဆိုလို့ရှိရင်เนาะချောက်ကြည့်ပါเนาะအရင်ဆုံးနှက်နေအောင်ငရုတ်တီးထောင်းထားတဲ့ငရုတ်တီးနဲ့ရှောက်ရွက်ကိုစီနူးနေအောင်အရင်ဆုံးစီသက်ပေးရမှာဖြစ်ပါတယ်အဆက်ဆိုလို့ရှိရင်လူတစ်လောက်ထည့်ပါတော့အဆက်စားနိုင်တဲ့လူရှင်ဆက်ထည့်ပါပြီးလို့ရှိရင်ဝတ်သားကိုကြော်ထားတဲ့မလူတလူလေးကိုခုနကစီနုံးတဲ့ຢာနေနဲ့လုံထွေးပြီးတော့နှံ့အောင်ဝေပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အဆက်အရင်စားတယ်ဆိုတော့ကျွန်တော်မြုပ်တီးကိုမများထည့်ပါတော့အဲ့တော့အဆက်မစားနိုင်တဲ့လူရှင်လည်းမြုပ်တီးကို short ထည့်ပါအဲ့တော့ဝတ်သားကိုဒီလိုမျိုးလူနဲ့နေအောင်လုံပြီးတော့ဝေပေးပါနော်ကဲကိုစားလို့ကောင်းတဲ့ဝတ်သားထိုင်းချက်ဒီလေးဖြစ်ပါတယ်ပေါ့နော်ဝတ်သားလေးလိုလူးလိုက်ပြီးလို့ရှိရင်တော့ရှီလေးနဲ့ငယ်ထည့်ပါမယ်ရှီထည့်ပြီးလို့ရှိရင်နှက်နေအောင်ဝေပေးလိုက်ပါနော်ပြီးရင်လူချင်းနဲ့စားအချုံမုံငမြရည်အနှဲငယ်ကိုထည့်ပါပြီးလို့ရှိရင်ပုပတ်ဆူလိုက်ပြီးဆိုလို့ရှိရင်ရှောက်ရွက်လေးတွေကိုအနှဲငယ်ထည့်ပါနော်ရှောက်ရွက်လေးတွေနဲ့ငယ်ထည့်မယ်ပုံကနေပါနော်ပုပတ်ဆူလိုက်ပြီးဆိုလို့ရှိရင်ပြီးလို့ရှိရင်နှဲငယ်ဝေပေးလိုက်ပါနော်ပြီးရင်တော့တကယ်ကိုစားလို့ကောင်းတဲ့ဟင်းတစ်ခွဲရပါပြီ